ဘာလဲစောင်းဖြတ်မိထဲအများကြီးပဲမရအောင်ခဲ့ နည်းနည်းလျှော့ပြီးထဲ မရအောင် နောက်ကျသွားပြီ ပြန်လို့မရအောင်ဒီရဲမရလေမရ ပေဒီတော့ဝတ်နည်းတော့ဝတ်ထဲတော့ဝတ်ဟိုမှာထဲ မရအောင် ရပြီလေအဲ့လိုပဲထဲသူဆွဲယူသွားတာလေ ဟုတ် ဘယ်လိုဖြစ်လို့အတင်းနဲ့တိုးထဲ ကောင်းသေးတယ်ပဲသူကနေတယ် အကုန်လုံးထဲလို့ရတယ် ဟုတ် သူ့ကသူဆွဲထဲသွားတာတလေးတုံးနဲ့ ဆောက်ခိုင်း